အားလုံးပဲမင်္ဂလာပါမတ်လ25ရက်ကနေ31ရက်နေ့အထိဗုဒ္ဓဘုရားသမီးရဲ့တပတ်စာကံစားတာကိုပေါ်ချပေးမှာဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးရဲ့ဒီကာလမှာလုံသမျှကျန်သမျှတွေထင်ကောလွဲချော်နေတတ်တယ်တေချာစီစဉ်ထားတဲ့ကိစ္စတွေမှာတည်လွဲနေတတ်ပါတယ်လုပ်ငန်းတွေလည်းကျွန်တော်တို့အဆင်ပြေမလို့တဲ့ကျွန်တော်တို့အဆင်မပြေပဲဖြစ်နေလိမ့်မယ်နောက်ပြီးတော့လုံဘော်ကန်ဘက်တွေမိတ်ဆွေတွေနဲ့လည်းစိတ်တော်ကမတိုက်ဆိုင်မဲနဲ့ကျွန်တော်တို့ဖြစ်နေတယ်အဲ့တော့လုပ်ငန်းပြောင်းလဲစိတ်တွေပေါ်လိမ့်မယ်အဲ့တော့ဒီလိုအချိန်မျိုးမှာမပြောင်းသင့်သေးပါဘူးเนาะငွေနဲ့ပတ်သက်ပြီးတော့လည်းကံမကောင်းသေးတဲ့အချိန်တွေဖြစ်ပါတယ်ငွေကမဝင်သလောက်ဖြစ်နေလိမ့်မယ်ဝင်ခဲ့ရင်လည်းကျွန်တော်တို့အဖတ်မတည်ဘူးဖြစ်နေတယ်မဖြစ်သလောက်ကိစ္စလေးကစပြီးတော့เนาะမဖြစ်သလောက်ကိစ္စလေးကစပြီးတော့ပြဿနာလေးဖြစ်နေတဲ့အချိန်တွေဖြစ်ပါတယ်เนาะဒီလိုအချိန်မျိုးမှာလူမျိုးကြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အကျိုးရှိနိုင်ပါတယ်နောက်ကိုယ့်ရဲ့မိတ်ဆွေတွေမှာစနေသားသမီးတွေရဲ့အကူအညီကိုရမယ့်ကာလလည်းဖြစ်ပါတယ်အဲ့တော့စနေနေ့မနက်စောစောမှာပေါ့နော်မိမိရဲ့အိမ်ပြမှာပဲကျွန်တော်တို့နွားလို့တစ်ခွက်ကျွန်တော်တို့ပါမုတ်၅ချက်လူတန်းပြီးတော့လူရစတောင်းပါအဲ့လိုလူတန်းလိုက်မယ်ဆိုရင်ကိုယ်မှာခက်ခဲနေတဲ့ခက်ခဲပြီးတော့ကောင်းကျိုးချမ်းသာများမဟုတ်ကြရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ